မနက်ဖြန်ဒီဇင်ဘာလ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတပြည်လုံးမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မနက်ဖြန်အတွက်ခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ကပလီပင်လယ်ပြင်အလယ်ပိုင်းတို့မှာအများအပြားတာယာနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်တို့မှာတိမ်အသင့်အတက်မှတိမ်ထူထပ်နိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမပင်လယ်ကွေးတို့မှာအရှိဘက်ကလေဟာတနအီကို10မိုင်မှမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်အတင့်ရှိနိုင်ပါတယ်။ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်တို့မှာတိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တို့မှာအများအပြားတာယာနိုင်ပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာမြူများကျဆင်းနိုင်ပါတယ်။အနည်းဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့ဖအံမြို့တို့မှာ19ဒီဂရီစင်တီဂရိတ်စီတဝယ်မြို့မှာ20ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာခရမ်းလွန်ရောက်ကြီးအညွှန်းကိန်းမြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့အညွှန်းကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးဒေါ်ကွန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။